လာပါမိမိရဲ့ဖုန်းထဲမှာရှိတဲ့ application ကိုဖြတ်မဲ့နည်းတွေကိုကျွန်တော်ဒီနေ့ပြောပြတော့မှာဖြစ်ပါတယ်မိမိဖုန်းထဲမှာမိမိမလိုအပ်တာပဲဖြစ်ဖြစ် error ကြောင့်ပဲဖြစ်ဖြစ် software တွေကိုဖြတ်မဲ့ဆိုရင်အလွယ်လူတော်တော်များများကတော်တော်များများပေါ့နော်ဘယ်လိုဖြတ်ကြတယ်လဲဆိုရင်ကျွန်တော်တခုစမ်းပြမယ်ဒါပါတော့ V recorder ဆိုတော့ကျွန်တော်စမ်းဖြတ်ပြမယ်နော်တော်တော်များဖြတ်တာကနီလန်အမားကြီးပေါ့နော်ဒါဒီလိုကြီးဖိတယ်ပြီးရင် uninstall ဆိုရင်အလွယ်ကူပေါ့နော်ဖြတ်တတ်ကြတယ်အဲ့ဒါမားပါတယ်နော်ဘာလို့လဲဆိုတော့ဒီရောက်ဖြတ်နီးရဖြစ်ဒီ screen ပေါ်မှာပဲပျောက်သွားတာတို့တော့ဒီ file ထဲမှာသူ့ရဲ့ data တွေကျန်ခဲ့ပါတယ်ဆိုတော့ဒီຢာတွေကဖုန်းထဲမှာ software ဆိုတဲ့အမြင်ဒါပျောက်သွားပြီမဲ့သူ့ရဲ့ data တွေကိုfile ထဲမှာကျန်ခဲ့တဲ့အတွက်ကြောင့်မလို့ဖုန်းထဲမှာ data တွေမပျောက်သွားပါဘူးဒါဆိုရင်ကြာရင်ဖုန်းကတဖြည်းဖြည်းလေးလာပါလိမ့်မယ်ဒါကြောင့်တချို့ဖုန်းဆက်လေးနေပါတယ်ဆိုတဲ့လူတွေကဒီပေါ့နော်ဒီ software တွေအသုံးပြုပြီးတဲ့အခါကျရင်ပြန်ဖြတ်တဲ့အသုံးပြုပြီးမလို့ရင်ပြန်ဖြတ်တဲ့အခါကျရင်ဒီ data တွေကိုမဖြတ်လိုက်တဲ့အတွက်ကြောင့်မလို့ software တစ်ခုကိုတုံးမလိုအပ်တိုင်းဖြတ်တယ်ပြီးအတစ်ထည့်တယ်ဖြတ်တယ်ဆိုတော့ဒီပေါ့နော်ဖြတ်တဲ့အခါတိုင်းမှာဒီနီးလိုင်းပဲတုံးပြီးဖြတ်တဲ့အတွက်ကြောင့်မလို့ဒီ file ထဲမှာ data တွေကအများကြီးကျန်ခဲ့တဲ့အတွက်ကြောင့်မလို့ဆက်လီရချင်းအကြောင်းအရာတွေမှာတစ်ခုပါဝင်တာပေါ့နော်အဲ့ software အဲ့တိုင်းဖြတ်လို့ဆက်လီဒါဖုန်းဆက်လီရတဲ့အကြောင်းရင်းက software ကိုအဲ့တိုင်းဖြတ်လို့ဆက်လီဒါရေလို့ပြောတာတော့မဟုတ်ပါဘူးဆက်လီတွားတဲ့အကြောင်းရင်းအဲ့ထဲမှာတရက်ပါဝင်တယ်လို့ဆိုလိုတာပါဆိုတော့ကျွန်တော်ကအခုဖြတ်ပြမယ့်နည်းလမ်းလေးကိုကျွန်တော်ပြမယ်เนาะကျွန်တော်ကဒီဖုန်းထဲမှာရှိတယ်မိမိဖုန်းထဲမှာရှိတဲ့ setting တွေကိုဝင်မှာပြီးရင်ဒီဖုန်းထဲမှာ setting ထဲမှာရှိတဲ့ apps ဆိုတော့ကျွန်တော်ဖုန်းမှာတော့ဒီမှာ apps ကိုပြရတယ်ဗျဒီမှာတချို့ဖုန်းတွေမှာဆိုရင် app setting ကိုပြကောင်းပြလာနိုင်ပါတယ်ဒါတော့ဖုန်းအမျိုးအစားပေါ်မူတည်ပြီးပြချင်းဖြစ်ပါတယ်ဒါဆိုကျွန်တော် apps ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် manage app တွေဝင်မယ်ဒီလိုကြာတာဒီမှာရှာမှာတော့မျက်စိနောက်မယ်เนาะဘာလို့အများကြီးပဲဘာလို့လဲဆိုတော့ဒါမိမိရဲ့ဖုန်းထဲမှာထည့်ထားတဲ့ software မှန်သမျှကိုဒီ system ထဲမှာထည့်ထားလို့ဖြစ်ပါတယ်မျက်စိအညောင်းမခံခြင်းဘူးဆိုရင်ကျွန်တော်တို့ဖြတ်မဲ့ software ကိုမရှာဘဲနဲ့အပေါ်မှာစာရိုက်ရှာလို့ရပါတယ်ကျွန်တော်စောစောဖြတ်မဲ့ software ကဒီမှာဒါလေးပေါ့เนาะ V recorder ဟုတ်ပြီဒီကိုနဲ့တွားပြီးတော့ညဝင်မဲ့ပြီး V ပါတယ်မှာနော် V နဲ့တာနဲ့ V နဲ့ပတ်တာလေးကြာလာပြီဒီမှာဆို recorder ဒီမှာဟုတ်ပြီနော်ဒါရီကပုံမှန်ကြီးကြည့်မယ်ဆိုရင်ဒီအောက်မှာကမနော် full stop ရှိမယ် uninstall ရှိမယ် clear data ဒီကကျွန်တော်ဖုန်းမှာဟိုဒီမျိုးပုံစံရှိတာပေါ့နော်တချို့ဖုန်းကြီးဆိုရင်ဒီလိုမျိုးပုံစံမရှိပါဘူးဒီ full stop ကဒီမှာနော် V recorder ဆိုတာ IQ အပေါ်ဆုံးကထိပ်ဆုံးက IQ ဆိုရင်အောက်နားမှာရှိကောင်းရှိနိုင်တယ်ပြီး clear data လို့ဘာလို့ပြီးရှိပါလိမ့်ရဲ့ဒီလိုမှာဆိုရင် clear capture ဒီရဟာလေးရတယ်ဒီလိုနှိပ်တိုင်းကျွန်တော်လိုမျိုးရှိချင်မှရှိမယ်ဒီပေါ့နော်ဒီ IQ ရဲ့အောက်နားမှာလည်းရှိကောင်းရှိနေနိုင်တယ်ဒါကတော့ဖုန်းတစ်လုံးမတူညီတဲ့အတွက်ကြောင့်မလို့သူရဲ့ပေါ့နော်သူအမျိုးအစားပုံမဒီခွဲပြနိုင်ပါတယ်ကျွန်တော်မှတော့ဒီတိုင်းပေါ်နေတယ်တခုပြပြချင်တာကဒီမှာဆိုရင်သတိထားမိလားမသိဘူးဒီမှာဆိုရင်ကျွန်တော်ဖုန်းမှာဆိုရင်ကျွန်တော်မော်ဒယ်မှာဆိုရင်ဒီမှာဒီ3ခုလုံးမှာ2ခုမီလီမီတစ်ခုကပိတ်တယ်လို့ဖြစ်နေတယ်เนาะဒါဘာလို့လဲဆိုတော့ကျွန်တော်ကဒီဟာပေါ့နော်ဒါကကျွန်တော်ဒီ V recorder ဆိုတဲ့ software ကိုကျွန်တော်မ run ရနေလို့ကျွန်တော်ပြမယ်เนาะကျွန်တော် run လိုက်မယ်ဒါဆိုရင်သူစ run လိုက်ပြီအဲ့လိုအဖွင့်မယ်ဖွင့်အောင်မယ်ဘာမလုပ်သေးဘူးတစ်ချက်ပဲဖွင့်လိုက်တယ်ပြီးပြန်ထွက်မယ်ပြီးပြန်ဝင်ကြည့်မယ်ဒီမှာကြည့် full stop ဆိုမှလင်းလာပါတယ်ဒါဆိုရင်ကျွန်တော်တို့က software ကို
run လိုက်လို့ full stop ဆို run လာတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဖြတ်တော့မယ်ဆိုရင်ဒီ software ကို full stop လုပ်ဖို့လိုပါတယ်ဒါမှ software မှာ run နေတဲ့အရာဒီ software ကိုဖြတ်တော့မှာဟုတ်လို့ဒီ software မှာဒီ software ကိုဒီ phone နဲ့မှာဘာဘယ်နေရာမှာမှမ run စေချင်တဲ့အတွက်ကြောင့်မလို့ full stop ကိုနှိပ်မယ် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီ software ကမိမိ phone ထဲမှာ run တော့ပါကိုတို့ပြောမှာလေဒီဟောနော် run နေတာတွေရက်တန်တော့တာပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့က uninstall ကိုအရင်မနှိပ်ပါဘူးပြီးဒုတိယတစ်ချက်ကဒီ clear data ကိုနှိပ်လိုက်ပါနော်နှိပ်ပြီးသွားပြီဆိုရင် clear all data ရှိမယ် clear capture data ရှိမယ်အဲ့ဒါဆိုရင်ဒီຢာလေးကို clear all data ကိုမနှိပ်ဘဲနဲ့ clear cache ကိုနှိပ်ပါဒီ clear cache ရဲ့သဘောတရားပါလဲဆိုရင်ဒီအမိုက်တူးတမှာရှိတဲ့အမိုက်တစ်လိုက်ကိုရှင်းတာပေါ့နော်အမိုက်တစ်လိုက်ကိုရှင်းတာပါဒါဆိုအခု okay နှိပ်မယ်ဒါအမိုက်ရှင်းပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ကအရေးကြီးတာကဒီ data or delete all data ကိုနှိပ်ပါဒါမှ software ထဲမှာရှိတဲ့ data တွေအားလုံးပြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်နှိပ်လိုက်ပါမယ်ဆိုတော့ကဒါအားကျွန်တော်ဒါကိုဖြတ်ပြီးရင်နောက်ဆုံးမှာကျွန်တော်တို့က uninstall ကိုနှိပ်ချလိုက်မယ်နော်အဲ့ဒီမှာကျွန်တော် uninstall မနှိပ်သေးပါဘူးကျွန်တော်တခုပြချင်တာပေါ့နော်ဒီဖြတ်နည်းလေးကိုပြရင်းနဲ့ကျွန်တော်ပေါ့နော်ကျွန်တော်တခုပြချင်တာကနော်ဥပမာပေါ့နော်ကျွန်တော်တို့တုံးနေတဲ့ Viber တို့ Facebook တို့ Twitter တို့ပေါ့နော် WeChat တို့တခြားဟာတွေပေါ့နော်အဲ့လိုမျိုး software တွေပဲဖြစ်ဖြစ်တခြား software တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဖုန်းကိုအဲ့ software တွေမှာကျွန်တော်တုံးရင်းနဲ့အဲ့တော့တခုခုပြတာပဲဖြစ်မောင်းရင်ကိုယ့်ရဲ့ဟိုပါပေါ့နော် set တွေပိုင်းလေးနေတို့အဲ့ software ကတုံးရလေးနေတို့ software ထဲမှာရှိတဲ့အမိုက်တရိုက်တွေတို့ဒီ data တွေအားလုံးရှင်းချင်တာပဲဖြစ်တော့ဆိုချင်တာ software ကြီးကိုဗျာကျွန်တော်တို့က uninstall မလုပ်လိုက်ချင်မဖြတ်လိုက်ချင်သူ့စမှာရှိတဲ့ data တို့သူ့စမှာရှိတဲ့အမိုက်တွေပဲရှင်းချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒါခဏရတော့ဒါကိုခဏလေးထားလိုက်မယ်ရှင်းချင်တယ်ဆိုရင်ကျွန်တော်ဥပမာတော့ကျွန်တော်ပြမယ်ကျွန်တော်ဘာကိုပြမလဲဆိုရင်ဥပမာကျွန်တော်ဒါလေးကိုပြမယ်ဗျာ MyTel page နော်ဒါလေးကျွန်တော်စမ်းပြမယ်အခုဆိုရင်သူကလေဒီအခုခဏလေးနော်ခဏလေးပါအခုဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒီကဝင်နေတာပေါ့နော်ဟိုမှာဆိုလို့ချင်တာကျွန်တော် Facebook တို့ဘာလို့ဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ဟိုမှာဝင်သွားတာပေါ့နော် software နေတာနဲ့ဟိုဆိုလို့ချင်တာကဗျာပထမတစ်ခေါက် user name password ထည့်ပြီးရတယ်နောက်တစ်ခေါက်ထည့်စရာမလိုတော့ဘူးလို့ software ကိုဖွင့်လိုက်တိုင်းမှာဝင်နေတာပေါ့နော်ဒါကျွန်တော် Facebook တို့ဘာလို့ကကျွန်တော်မလုပ်ပြတော့ဘူးဆိုတာကအကောင့်တွေကိုပြန်ထည့်နေရအလုပ်ရှုံမှာဆိုကျွန်တော်လွယ်တဲ့ဟာတွေပဲကျွန်တော်ပြရတာဖွင့်လိုက်တယ်တို့ပွင့်သွားတယ်နော်အဲ့ဒီလိုဆိုရင်ကျွန်တော်ကဒီ MyTel page ဆိုတဲ့ software ပြချင်ဘူးဒီထဲမှာရှိတယ်ဥမာဗျာကျွန်တော်က data တွေကိုဖြတ်ချင်တယ်အမိုက်တွေဖြတ်ချင်တယ်ဒုမဟုတ်ကျွန်တော်ကဒီအကောင့်ကို transfer အကောင့်ကိုကျွန်တော် change ချင်တယ်เนาะဒီဖုန်းနံပါတ်ကို change ချင်တာပဲဖြစ်ပေါ့เนาะဥပမာ change ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ setting တွေကိုဝင်ပြီးတော့မလုပ်တတ်ဘူးဆိုရင်ကျွန်တော်ပြမယ်เนาะအဲ့လိုပဲဆိုကိုယ်လေးဒီဆုံးနည်းတွေက setting တွေကိုပြန်ဝင်မယ်မတိတဲ့လူတွေတေချာလေးကြည့်ပြီးပါเนาะဒါလွယ်ပါတယ်မခက်ပါဘူးတီးတဲ့လူတွေကတော့ကြော်သွားပါเนาะကျွန်တော် MyTel page ဆိုရင်ကျွန်တော်မှရိုက်ချလိုက်မယ်ဒီမှာ MyTel page နော်
ကျွန်တော်ဒီ MyDay page ကိုကျွန်တော် software ကိုကျွန်တော် uninstall မလုပ်ချင်ဘူးမဖြတ်ချင်ဘူးကျွန်တော်ဖြစ်ချင်တာကဒီထဲမှာရှိတဲ့ဟိုမှာပေါ့နော် amide တွေကိုရှင်းချင်တယ်တီတီမှာရှိတဲ့ဆိုချင်တာ data တွေကိုဖြတ်ချင်တယ်ဗျာ data ဖြတ်ချင်တယ်ဆိုတော့ကျွန်တော်ကဒီထဲမှာရှိတဲ့ data တွေအားလုံးဖြတ်ချင်တယ်ပြီးရင်ဟိုဖုန်းနံပါတ်တွေပါရတဲ့ကျွန်တော်ပြောင်းချင်တယ်ဗျာ MyDay ဟိုနော်ဖုန်းနံပါတ်တွေပါညာရတဲ့ပြောင်းချင်တယ် log out တွေပါတယ်မload တွေပါလုပ်လို့ရအောင်เนาะဒါပေမဲ့ကျွန်တော်အခုဒီຢာကိုပြချင်တာကကျွန်တော်ကဘလို့ပေါ့เนาะဒီ data တွေကိုဖြတ်ပုံဖြတ်နည်းကိုကျွန်တော်ပြချင်တာဆိုတော့ကျွန်တော်အရင်ဦးဆုံးကျွန်တော်ကဒီ MyDay ကကျွန်တော်ဖုန်းမှာ run နေတဲ့အတွက်ကြောင့်မလို့ run စနစ်ကိုရက်တက်လိုက်မယ်ရက်နာလိုက်မယ်လား post stop နေမယ်ပြီးပြီဆိုရင်ကျွန်တော် clear data တွေကိုဝင်မယ်ပြင်ထား amide တွေကိုပုံမှန်တိုင်းရှင်းမယ်ဒီလိုဆိုရင်run တာတွေရက်သွားမယ်အမိုက်ရှင်းမယ်ပြီးရင်အဲ့ဒါဟိုဒီຢာလေးကို clear data ကိုပြန်နှိမ့်လိုက်မယ်ဆိုရင်ဒီမှာကြည့်ဒီမှာဆိုရင် delete all data တဲ့ဒီစတာဆိုဒါအောင်နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မှာရှိတဲ့ data တွေမှာရှိတဲ့ message တို့ဒီ application မှာရှိတဲ့ message တို့ဟိုမှာဖုန်းကိုယ့်ရဲ့အကောင့်တို့ဘာလို့အားလုံးပြတ်မှာဟောဒါဒီကိုယ့်ရဲ့ data ကိုဒီအဲ့ဆိုရင်ကျွန်တော်ကဒီဟိုကိုနှိမ့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒါကို import နှိပ်ပြီးတော့ပြန်ဝင်ကြည့်မယ် MyDay page တွေ့လားဟုတ်ပြီရပါပြီလားဒါဆိုရင်ဒီမှာဆိုရင်အစအနေပြန်ဖြစ်သွားပြီဒါ MyDay မှာကျိုးဒီတဲ့အကောင့်တွေပဲပြန်ထည့်တော့မှစလိုက်ရအောင်အကောင့်ရရှိပြီးပြီပါနေတာပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒါသူ့ကိုအစအနေအကောင့်ပြန်ဖွင့်ရတော့မယ်အဲ့ဆိုရင်ကျွန်တော်ပြောတာဟိုနားလေတော့မလို့ထင်ပါတယ်เนาะဒါဒီနည်းတိုင်းပဲ Facebook တို့ Viber တို့ WeChat တို့ပဲအကောင့်ပြန်ထည့်ချင်တာပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဟိုဒီ software ရကိုဖုန်းမှာလေးနေတာပဲဖြစ်ဖြစ်ဆိုရင်အဲ့တိုင်းကြီးလုပ်ပြီးလို့ရပါတယ်ဒါဆိုရင် software ကိုဖြတ်တာမဟုတ်သေးဘူးเนาะဒါကเนาะဒီ amide data လို့ဖြတ်တာပါ install လုပ်မယ်ဆိုရင်လည်းအဲ့ခဏတော့ပြထားတဲ့ဒီ3ခုလုံးကိုလုပ်ပြီးလို့လိုပါတယ်ပထမဆင်းရတော့ဒီရပါတော့ဒီ store နေမယ်ဒုတိယတော့ clear data တို့ဒီ clear ကချို clear data တို့နေမယ်နောက်ဆုံးမှာ install လေးကိုနှိပ်ပြီးလိုက်ပါအဲ့လိုဆိုရင်အဆင်ပြေပါတယ်โอเคပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကြည့်လို့တင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးပါဦးเนาะဟုတ်ကဲ့ပါအားလုံး